လူတွေတော်တော်များများသိထားတဲ့အရာလေးကကိုယ့်ရဲ့အားသာချက်တွေကိုအသုံးချပြီးတော့မှလုပ်ငန်းတွေလုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှအောင်မြင်နိုင်မယ်ရလဒ်တွေရမယ်ဆိုပြီးတော့မှသိထားကြပါတယ်ဒါပေမဲ့ကိုယ့်ရဲ့အားသာချက်တွေကိုဘယ်လိုရှာဖွေမလဲဆိုတာကမသိရသေးတာဖြစ်ပါတယ်ဒီတော့ဒီဗီဒီယိုမှာကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်မိမိရဲ့အားသာချက်ကိုရှာဖွေလို့ရနိုင်မဲ့နည်းလမ်း၃ခုကိုမျှဝေပေးပါမယ်ပထမဆုံးနည်းလမ်းကတော့မိမိကိုယ်ကိုမေးခွန်းတွေမေးရပါလိမ့်မယ်ဘာမေးခွန်းတွေလဲဆိုတော့နံပါတ်1ကကိုဘာတွေလုပ်နေရရင်ပျော်လဲဆိုတာကိုမေးရပါမယ်မေးပြီးတော့ကိုယ့်ရဲ့စာအုပ်ထဲမှာချရေးပါဒုတိယမေးခွန်းကဘာလဲဆိုတော့ကိုဘာတွေလုပ်နေရရင်ရောပျော်ရွှင်မှုမရှိဘူးလေအဲ့ဒါကိုလည်းကျွန်တော်တို့ချရေးဖို့လိုတယ်နောက်တစ်ခုကကိုဘာတွေလုပ်နေရတာကိုစိတ်ဝင်စားလဲတခါလေမှမိတ်ဆွေတို့သိလိမ့်မယ်ကိုအလုပ်တစ်ခုလုပ်တဲ့အခါမှာထမင်းမေ့ဟင်းမေ့ကိုလုပ်တဲ့အရာမျိုးတွေရှိလိမ့်မယ်အဲ့ဒါကျွန်တော်တို့ကိုတကယ်ကိုစိတ်ဝင်စားနဲ့လုပ်တဲ့အရာဖြစ်လာလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကိုဘာတွေလုပ်နေရရင်စိတ်ဝင်စားဘူးလေပေါ့နော်ဒါပထမဆုံးမေးရမယ့်မေးခွန်းတွေဖြစ်ပါတယ်အဲ့ဒီမေးခွန်း၄ခုကိုမေးပြီးတော့မှကိုယ့်ရဲ့စာအုပ်ထဲမှာချရေးပါချရေးပြီးတဲ့အခါမှာကိုစိတ်ဝင်စားတဲ့အရာတွေကိုယ့်ရဲ့အားသာချက်တွေပို့ပြီးတော့မှထွက်လာပါလိမ့်မယ်ဒုတိယမေးရမယ့်မေးခွန်းကတော့ဘာလဲဆိုတော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုယ့်ရဲ့မိတ်ဆွေတွေကိုမေးကြည့်တဲ့အရာဖြစ်ပါတယ်ငါရဲ့ကောင်းတဲ့အရာတွေငါရဲ့အားသာချက်တွေကိုပြောပြပေးပါသိတဲ့အရာလေးတွေကိုအာမနာတမ်းဝေဖန်ပေးပါဆိုပြီးတော့မှမေးလို့ရတယ်အဲ့ဒီခါမှာတချို့တွေပြောကြလိမ့်မယ်ပေါ့နော်မင်းကစကားပြောတော်တာတို့မှညံကောင်းတာတို့ဟောပြောတဲ့နေရာတွေမှာကောင်းတာတို့ပေါ့နော်လူကက်ခက်တော်တာတို့ဒါတွေကျွန်တော်တို့ကိုသိရလိမ့်မယ်ပေါ့နော်ဒါတွေကကိုယ့်ရဲ့အားသာချက်တွေဖြစ်လာလိမ့်မယ်ဒီအားသာချက်တွေကိုသိလာပြီဆိုလို့ရှိရင်ကိုအလုပ်လုပ်တဲ့နေရာမှာကိုဘယ်နေရာတွေကိုပို့ပြီးတော့မှအားဆက်ပြီးတော့လုပ်ရင်ပို့ပြီးတော့မှထိရောက်မှုတွေရှိမလဲဆိုတာလည်းသိလာလိမ့်မယ်ပေါ့နော်နောက်ဆုံးမေးရမယ့်အရာကတော့ဘာလဲဆိုတော့ကိုဘယ်အရာတွေလုပ်ရလို့ရှိရင်အရန်ရင်ခုန်ရဆုံးဖြစ်တယ်လဲနောက်တစ်ခုကကိုဘာတွေလုပ်ရလို့ရှိရင်စိတ်လှုပ်ရှားဆုံးလဲပေါ့နော်အဲ့ဒီအရာလေးတွေကိုသေချာလေးစာအုပ်ထဲမှာချရေးလိုက်မယ်ဆိုလို့ရှိရင်သေချာတယ်ကိုယ့်ရဲ့အားသာချက်တွေပို့ပြီးတော့မှသိလာလိမ့်မယ်ရှာဖွေနိုင်လိမ့်မယ်ပေါ့နော်အဓိကကိုယ့်ရဲ့အားသာချက်တွေကိုလက်တွေ့ကြကြအသုံးချသွားမယ်ဆိုလို့ရှိရင်သေချာတယ်ထိရောက်တဲ့ရလဒ်လေးတွေတခုရလာတယ်ပေါ့နော်အဲ့ဒီအရာတွေကိုအသုံးချပြီးတော့မှကျွန်တော်တို့လှုပ်ဆောင်သွားမယ်အဆင်ပြေသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘဝမှာရလဒ်တွေနဲ့အတူဘဝကိုဖြတ်သန်းနိုင်ပါလိမ့်မယ်